ဒီနေ့ကတော့ကိုရီးယားထမင်းလေး gimbap လေးလုပ်ပြမှာဖြစ်ပါတယ်လုပ်ပြမှာဆိုပေမဲ့ဒါကျွန်တော်ရဲ့ပထမဆုံးအကြိမ်စမ်းလုပ်ကြည့်တာပေါ့နော်ဆိုတော့အရင်ဆုံးစမ်းတော့ခွက်ကိုတည်ထားပါမယ်ကိုရီးယားဆန်မရှိလို့ဂျပန်ဆန်ပဲသုံးပါတယ်စကားမဆက်ဒီထမင်းပေါင်းလေးရလေးပုံမှန်ဈေး300ကျော်လောက်ကိုအခုထိမှုမှာ69ဘတ်နဲ့ discount ပေးနေရပေါ့နော်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်တော့အရင်ဆုံးထိမှု application နဲ့ဝင်ပြီးရင်ကျွန်တော်အခုပေးထားမယ်ကုတ်နံပါတ်လေးကိုဒီ search bar မှာရိုက်ထည့်ပေးရမယ်ပေါ့နော်အဲကြောင့်လို့ရှိရင်တော့သူတို့ဒီ69ဘတ်တန်ကူပွန်လေးပေးမှာဖြစ်ပြီးတော့အဲ့ကူပွန်နဲ့အတူတူဝယ်လို့ရမှာဖြစ်ပါတယ်ထမင်းချက်သွားပြီဆိုလို့ရှိရင်တော့ထမင်းနဲ့ကိုနှမ်းစီလေးရဲ့နှမ်းလေးရဲ့ထည့်ပြီးတော့ရောနေပြီးတော့ခဏအေးအေးခံထားမယ်ပေါ့နော်ပြီးရင်ကိုထည့်ချင်တဲ့တခြားအသီးရွက်တွေအသားတွေကိုပြင်ဆင်ထားမယ်ကျွန်တော်တော့အယောင်လေးစုံနေအောင်လို့တခွားသီးရဲ့မောင်လာဦးနေရဲ့ကြက်ဥရဲ့ထည့်တယ်ဟင်းနုနယ်ရွက်ကိုတော့အယောင်လေးစိမ့်စိမ့်လေးဖြစ်နေအောင်လို့ရေနွေးတွေကိုခဏလောက်ပြုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ရေခဲရေထဲမှာပြန်စိမ့်ထားပြီးတော့ဒီကြက်သွန်ဖြူတွေနှမ်းစီတွေနှမ်းလေးတွေနဲ့ထည့်ထားပေးလိုက်တယ်ပေါ့နော်အနံ့လေးလည်းမှု့မှု့လေးဖြစ်အောင်လို့အားလုံးစင်နေဖြစ်ပြီဆိုရင်တော့နောက်တစ်ခုကအသားပေါ့နော်ကိုထည့်ချင်တဲ့ဝက်သားတွေအမဲသားတွေထည့်လို့လည်းရတယ်ဒါပေမဲ့ကျွန်တော်ကဒီနေ့တူနာစတိတ်လေးပဲထည့်တယ်ပေါ့နော်လွယ်လွယ်ကူကူလေးဖြစ်အောင်လို့ပြီးရင်တော့ကြရက်ပေါင်းစုံနဲ့ထမင်းလိပ်စလိုက်ပါတော့မယ်ပထမဆုံးအချိန်လောက်ပါဆိုပေမဲ့အဆင်ပြေလို့တော့ပြောလို့ရပါတယ်ကြည့်လို့လည်းကောင်းတယ်လှလည်းလှတယ်ဆိုတော့I'm so proud of myself ပေါ့လေနော်ပြီးတော့သူနှမ်းစီလေးတုပ်ပြီးတော့စပြီးတော့လှီးပါတော့မယ်ကြည့်လိုက် look တော်တော်လှတယ်စောင်းလည်းကောင်းပါတယ်ခုနထမင်းပေါင်းလေးရလေအကောင်သေးပေမဲ့တော်တော်အစိတ်ပြင်းတယ်လို့ပြောလို့ရတယ် quality တော်တော်ကောင်းတယ်ပေါ့နော်ဆိုတော့ bye